ဖုံတရားနဲ့ဟောမှာဟဲ့ဖုံရဲ့ဘွဲ့နာမည်ကတော့အက္ကမဟာပဏိတဗဒ္ဒနာဇောပိုင်ဘာဒနာဇောပိုင်ကြားဘူးပါဖုံဟောမယ်တရားကတော့မင်းနဲ့မှချစ်တတ်ပြီပေါ့ဗါရပရိသတ်ကြီးမင်းနဲ့မှချစ်တတ်ပြီပေါ့ဗျာအချစ်ကြောင့်များမသိခဲ့ဘူးငယ်စဉ်ကအသက်အရွယ်မှာယူလောက်တဲ့အချစ်မျိုးလဲကိုယ်တိုင်မတွေးမိသေးတာပါတယ်ကိုယ်တိုင်တွေးမိသေးပါဗျာရာဇဝင်မှာတွင်ကြမဲ့ကြေကွဲခြင်းမျိုးလဲဖုံတော့ပြိတ္တာမကြုံဘူးသေးပါပါတယ်မကြုံဘူးသေးပါဗျာဒီအချိန်မှမကြားခြင်းဆုံးကတော့မုံတဲ့စကားဘာစကားဟဲ့မောက်လုံးနဲ့စကောတကားပါဖေယောတကားငေါတကားနဲ့လကုံသားလေးလေဘုန်းကြီးကငါနှလုံးသားလေးလေရင်ခုံတော့နေထိန်မလို့ခက်ပြီနောက်ဆုံးတော့မင်းနဲ့မှလည်းချင်းတန်ပြီဘောင်းကိုင်းလိုက်ဆိုကြတာ